အော်ပုံဆိုတာပါလေအလွယ်ကူဆုံးပြောရမယ်ဆိုရင်တော့ဝက်သားနဲ့လှုပ်ထားတဲ့တရုတ်စားစာတစ်မျိုးပါပဲမချက်ခင်တရက်အလိုမှာအသားကလေးစားတွေကိုအရသာနှက်ထားမယ်ရှီတာကီမိုပြုတ်မယ်ပပလေးလေးမယ်ကေကပဲဦးမကြိုက်လို့မုံလာဦးထည့်မယ်ဇွန်ကြောက်ရည်နှွေးစိမ်မယ်ဘဲဦးပြုတ်ပြီးရင်အထဲကိုအရသာဝင်အောင်လုပ်မယ်စပြီးစက်သွန်ဖြူကိုစီတက်ကြမယ်နှက်ထားတဲ့ဝက်သားလေးတွေချက်မယ်ဟိုမွေကြီးမွေလုပ်မယ်ရေရနှက်အောင်အိုးထဲမှာလှိမ့်ပြီးပြီဆိုရင်ရေလေးထည့်မယ်စက်သွန်နီးအတုံးတုံးလေးလှီထားတာထည့်မယ်မှုပပလေးလှီထားတာထည့်မယ်ပြီးရင်ဘဲဥလေးလည်းထည့်ပါမယ်အော်ပုံရဲ့ရိုးရချက်နီးပုံစံကတော့ပိန်းဥနဲ့ချက်တာပါကေကပိန်းဥကိုဘလို့မှခံစားလို့မရလို့အသားနှုတ်ပြီဆိုရင်ပဇွန်ကြောက်လေးတွေထည့်မယ်မုံလာဥထည့်မယ်ပြီးရင်ကို့အသားပမာဏနဲ့ကိုက်ညီတဲ့စေးပြီးသားဆန်ကိုထည့်ပါမယ်ဆန်ထဲကိုအရသာတေချာဝင်အောင်လှိမ့်ပါမယ်ကေကတော့ဒီအသားကိုဆန်တစ်လုံးခွဲချက်ထားတာပါပြီးရင်ထမင်းအိုးထဲကိုပြောင်းထည့်ပါမယ်အားလုံးကကြက်ပြီးသားမို့လို့ကိုချက်မဲ့စံချိန်ထက်ရေနည်းနည်းပဲပိုထည့်ရပါပြီလေးညင်းနဲ့နနက်ပွင့်နည်းနည်းထည့်မယ်ငရုတ်ကောင်းထည့်မယ်စက်သားမုတ်လေးထည့်မယ်စားလေးထည့်မယ်တကြားလေးနည်းနည်းထည့်ပါမယ်ပိငှက်များရေးအချီအနောက်လေးထည့်ပါမယ်ကေအချိုးစားလေးတော့ထည့်မပြောတော့ဘူးเนาะအသားပမာဏရောစံအချိန်ရောမတူလို့လေသိချင်တာရှိလာမီးလို့ရပါတယ်အခုဆိုရင်တော့အရန်ကိုအရသာရှိတဲ့အော်ပုံလေးရပါပြီရှင်ကေရဲ့ vlog လေးကိုသဘောကျတယ်ဆိုရင် like and follow လေးလည်းလုပ်ပေးခဲ့ပါဦးเนาะ